ကျွန်တော်အဖိုးပြောပြတဲ့ကွာရှည်ကူကိုဘယ်နှမျိုးအသုံးချလို့ရလဲဆိုတာပြန်လည်မျှဝေလိုက်ပါတယ်တတန်ကျိုးတစ်ချောင်းကိုတဝက်ခောက်ပြီးဝန်းချစ်အပေါက်ငယ်တွေကနေတွင်းလိုက်ပါပြီးရင်တန်ချောင်းတို့တန်မိုးတစ်ချောင်းထိုးပြီးအရွယ်စားကိုညှိလိုက်ရင်ပိုက်ကိုလှည့်ပေးနိုင်ပါတယ်နှစ်တော့ပြောက်သွားလို့တောက်ခတ်ထားတာကိုဖွင့်လို့မရရင်ဝင်းချနှစ်ချောင်းကိုအသုံးပြုပြီးတကားတော့ကိုဖက်ဖွင့်လို့ရပါတယ်သုံးဝင်းချကဝက်ဥလှဲကိုအရန်ကြီးနေရင်ဝင်းချနှစ်ချောင်းကိုကြက်ချီခတ်ပြီးဖိညက်ကဝက်ဥကိုလှည့်ဖြုတ်နိုင်ပါတယ်လေးဝက်ဥကအရန်တင်းနေလို့လှည့်လို့မရရင်ဝင်းချနောက်တစ်ချောင်းကိုအသုံးပြုပြီးမောင်းတန်တစ်ဖွဲအပြုတ်ကဖြေရော့နိုင်ပါတယ်ငါးပိုက်ကအရန်ချောနေလို့လှည့်လို့မရရင်ဝင်းချနှစ်ချောင်းကိုဒီလိုမျိုးတစ်ခုနဲ့တစ်ခုညက်ပြီးပိုက်ဆက်ကိုလှည့်နိုင်ပါတယ်6ပိုက်ရဲ့အတွင်းထဲမှာဝင်းချနှစ်ချောင်းကိုကြက်ချီခတ်ပြီးထည့်လိုက်ပါပြီးရင်အတွင်းမှာကျိုးပြီးကျန်နေတဲ့ပိုက်ဆက်ကိုဖြုတ်ဖို့လှည့်လိုက်ပါခုနှစ်တစ်သားပြားတဲ့ကတန်မိုးကိုဝင်းချနှစ်ချောင်းနဲ့ကွေးလိုက်ပါပြီးရင်အဲ့ဒီလိုမျိုးကွေးထားတဲ့တန်မိုးကိုပြန်ရိုက်သွင်းလိုက်ရင်လူတွေကိုထိခိုက်မှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ရှစ်ပိုက်ဆက်ကတန်ချေးတက်နေရင်ဝင်းချနှစ်ချောင်းကိုတုံးပြီးညှက်လိုက်ပါပြီးရင်ပိုက်ဆက်ကိုလှည့်ဖြုတ်ဖို့အတွက်အားသုံးလိုက်ပါကိုအထူးချီနေချို့မှာတော့ဝက်ဥကိုလှည့်ဖို့အတွက်ဝက်ဥလှည့်သူတက်ပြားကိုပါနတ်စွာအသုံးပြုနိုင်ပါတယ်တစ်ဆက်တစ်သားပြပေါ်ကကွင်းပတ်ဝက်ဥကိုဝင်းချနှစ်ချောင်းနဲ့လှည့်ဖြုတ်ပါဆက်တစ်ချိန်ညှိနိုင်သောဝင်းချီကိုတင်းအောင်ညှိပြီးဝင်းချရဲ့အန်စွာကိုသုံးပြီးတစ်သားပြပေါ်ကတန်မိုးတွေကိုဆွဲထုတ်နိုင်ပါတယ်ဘဟုတုတရပြီးသဘောကျတယ်ဆိုရင်တစ်ခုခုဝင်ရေးခဲ့ပါ